Grow mindset ဆိုတာဘာလဲ Fit mindset ဆိုတာကြတော့ရောဘာလဲ Grow mindset ဆိုတာပုံတင်မဟုတ်ပဲတိုးတက်ကြီးထွားနေတဲ့စိတ်ဖြစ်ပါတယ်။တနည်းအားဖြင့်ကိုယ့်ရဲ့ဉာဏ်ရည်အရေးအသွေးတွေဟာတင်ယူရင်တင်ယူသလိုကြိုးစားရင်ကြိုးစားသလိုတိုးတက်ပြောင်းလဲနိုင်တယ်လို့ခံယူထားတဲ့စိတ်ပဲဖြစ်ပါတယ်။လက္ခဏာတွေကတော့ခက်ခဲတဲ့စိန်ခေါ်မှုတွေကိုနှစ်သက်တယ်။ကြိုးစားမှုကိုအောင်မြင်မှုရဲ့အဓိကတော့ချက်လို့ယုံကြည်ရဲ့အမားတွေကနေသင်ခန်းစာယူတတ်တယ်။အခြားသူတွေရဲ့ဝေဖန်မှုတွေကိုအကြံဉာဏ်ဖြစ်ရှုမြင်တတ်တယ်။စဉ်ဆက်မပြတ်ကြိုးစားသင်ယူတယ်။ Fit mindset ကြတော့ပုံသေးခံယူထားတဲ့စိတ်ဖြစ်ပါတယ်။တနည်းဆိုတော့ကိုယ့်ရဲ့ဉာဏ်ရည်အရေးအသွေးတွေဟာမွေးရပါပုံသေးချက်မှတ်ပြီးသားပြောင်းလဲလို့မရဘူးလို့ခံယူထားတဲ့စိတ်ပဲဖြစ်ပါတယ်။ Fit mindset ရဲ့လက္ခဏာတွေကခက်ခဲတဲ့စိန်ခေါ်မှုတွေကိုရှောင်ရှားတတ်တယ်။ရက်လက်မကောင်းရင်ကြိုးစားမှုကိုအချီးနှီးလို့မြင်တတ်တယ်။အလွယ်တကူလက်လျှော့တတ်တယ်။တခြားသူတွေရဲ့ဝေဖန်မှုတွေကိုအတိုက်အခိုက်လို့ရှုမြင်တယ်။ကြာရှုံးမှုကိုအဆုံးသတ်လို့ယုံကြည်တတ်ကြပါတယ်။မိတ်ဆွေရော Grow mindset ပိုင်ရှင်လား Fit mindset ပိုင်ရှင်လားအချိန်1မိနစ်လောက်ယူပြီးစဉ်းစားကြည့်နော်။အကယ်၍မိတ်ဆွေက Fit mindset ပိုင်ရှင်ဆိုရင်တော့ Grow mindset ဖြစ်ဖို့အတွက်လေ့ကျင့်ယူပါလို့အကြံပေးချင်ပါတယ်နော်။ကြည့်ရှုမှုအတွက်ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။